ယေရှုခရစ်တော်ကလူစားကြီးကိုလာခံတဲ့အခါမှာတချို့သူပြောလိုက်တဲ့စကားတွေကအဲ့တော့နားလေလူတွေနားမလဲဖာရိရှဲလေယေရှုခရစ်တော်ပြောတဲ့ဝိညာဉ်စကားကိုနားမလဲပြီးတော့ဖာကြီးရဲ့ပါစီကြီးဓမ္မဟောင်းကပါကိုင်ပညာတရားကိုကိုင်မယ်ပညာတရားရဲ့ဆိုလိုရင်းကိုနားမလဲယေရှုခရစ်တော်ဆိုလိုရင်းကိုပြောတော့မပေါ့မရအောင်အဲ့လိုပဲယေရှုခရစ်တော်ရွေးကောက်ထားတဲ့နောက်လိုက်တပည့်တော်တွေဒါမှခရစ်တော်ပြောတဲ့အနဲ့အတိတ်ပဲပေါ့နားမလဲအတူရှိတော့မှခရစ်တော်ရှင်းပြလိုက်ရတယ်လေကိုရှိတယ်ပေါ့နော်ခရစ်တော်ရှင်းပြလိုက်လို့နားလဲတော့တာရှိလို့ပြောတယ်ရှင်းမပြလိုက်ရဘဲနဲ့ခရစ်တော်ပြန်လေကောင်းတဲ့တက်ကြွပါပြီးတန်ရှင်တော်ဝိညာဉ်တော်ကစီးကြွလာတော့ဝိညာဉ်တော်နဲ့သွားလာပြီးဝိညာဉ်တော်ရဲ့ဖွင့်ပြခြင်းရမှအဲ့တော့ခရစ်တော်ပြောခဲ့တဲ့အသိအနဲ့ပညာရက်စကားရဲ့အဓိပ္ပာယ်ကိုနားလည်တော့တာရှိတယ်။ဒါမို့ဒါကိုကျွန်တော်တို့ကနားလည်ဖို့လိုတယ်။ဒီမို့ကျွန်တော်နောက်ထပ်ပြောချင်တာကဟုတ်ပြီဒါဆိုရင်ကျွန်တော်နှုတ်ကပတ်တော်ရဲ့အသိအနဲ့နဲ့နေခြင်းနှုတ်ကပတ်တော်ရဲ့လေးလက်ကိုနားလည်ကြည့်ရင်ကျွန်တော်တို့ကနံပါတ်1ဒါရှင်တော်ဝိညာဉ်တော်ရဲ့လမ်းပြမှုကိုခံယူဖို့လိုတယ်။ဘာလို့နာမရှိနဲ့ဒီလိုအတွက်တန်ရှင်တော်ဝိညာဉ်တော်ငါပေးခဲ့မယ်။သူကငါပြောခဲ့တဲ့အားလုံးမမှီနိုင်တဲ့ဉာဏ်ပညာပေးယူနေမကဘူး။တမန်တရားတွေကိုလည်းအကျွမ်းမဲ့တုံတင်ပြသမဲ့သူဖြစ်တဲ့ဥပစ္စေဆရာဖြစ်တယ်လို့ပြောတယ်။ဒါဟုကျွန်တော်တို့ကနားလည်ဖို့လိုတယ်။ဒါဆိုရင်နှုတ်ကပတ်တော်ကိုနားလည်ကြည့်ရင်နှုတ်ကပတ်တော်ဖတ်ပြီးနံပါတ်1အားကိုရမယ်အရာကတန်ရှင်တော်ဝိညာဉ်တော်ဖြစ်ပြီးတော့နံပါတ်2မှာသူနဲ့ဆက်ဆိုင်တဲ့အထောက်ထားကျမ်းတွေကြံကူကြံကားတွေနောက်ခံ background တွေကနောက်မှတေချာပေါက်ကအနဲ့အတိတ်ကိုဖွင့်ပြမယ်ဝိညာဉ်တော်ဖြစ်တယ်။ပြီးတော့ဖာရိရှဲတွေကကြံကူကြံကားတဲ့တမိုင်းအထောက်ထားအကုန်သိပေမဲ့နှုတ်ကပတ်တော်အရှင်ဖြစ်တဲ့ခရစ်တော်ကိုမသိဘူး။ဒါမှမဟုတ်ခရစ်တော်ကိုလည်းပြောတယ်မင်းတို့ကထာဝရအသက်ကိုရမယ်ဆိုပြီးတော့တမန်တရားကိုကျမ်းစာကိုစစ်စစ်ကြည့်ရှုတယ်။စစ်စစ်ကြည့်ရှုတဲ့တမန်တရားအသက်ကငါဒီမှာငါဆိုတာပြောနေတာပဲ။ဒါမို့ဒီနေ့ပြောချင်တဲ့အရာကအဲ့အရန်စိတ်ဝင်စားစရာကောင်းတယ်။ကျွန်တော်တို့ခုလောကရဲ့ပေါင်းတဲ့ဆက်ဆံရေးတွေလည်းအရန်အကျိုးရှိတယ်။လဲပဲမတူတဲ့အရာမှာပြောရခက်တယ်။ဘာပြောနေတဲ့စကားတန်ဖိုးမဲ့တင်းစကားတန်ဖိုးမဲ့တာဟာတင်ပြောနေတဲ့စကားကတန်ဖိုးမဲ့နေလို့မဟုတ်ဘူးသူတို့စီမှာနားလေသဘောပေါက်နိုင်စွမ်းမရှိလို့တင်းစကားရဲ့အနဲ့တင်းစကားရဲ့အဓိပ္ပာယ်တင်းစကားရဲ့လေးနဲ့ချင်းတင်းစကားရဲ့တန်ဖိုးကိုနားလည်နိုင်တဲ့အသိပညာခံစားခံယူချက်တွေးခေါ်မှုမရှိလို့ဖြစ်။ဘာလို့ခုနကခရစ်တော်ပြောတဲ့လားခွေးရှိမှတန့်ရှင်းတဲ့အရာဝက်ရှိမှပလဲရနာသွားချလို့ပဲဓမ္မလိုပဲဆိုနွားရှိမှပလာတာနွားပလာတာကျွေးလို့ပါနွားပလာတာကျွေးလို့ပုံစံဆိုတာဘာမှအတိတ်မရှိဘူးအဲ့လိုဖြစ်တယ်ဆိုတော့တွေ့ရတယ်အဲ့လိုမျိုးနဲ့လူမှုပေါင်းနေတဲ့ social မှာကြုံရတယ်ဆိုရင်အထူးဖြင့် Christian society မှာကြုံရတယ်အသင်းတော်မှာကြုံကြတယ်ဆိုစိတ်မပြတ်နဲ့ရိုက်ခင်မယ်ပေါင်းနေမယ်ဆက်ဆံမယ်ခေါ်မယ်ပြောမယ်နားလေတလားတွေပြောမယ်နားမလည်နိုင်မပြောဘူးနားလေတဲ့သူနဲ့တွေ့ပြောမယ်ပေါ့နော်ဒါပေမဲ့သူသိချင်တော့တင်ပေးပေါ့ဒါကိုကျွန်တော်ပြောချင်တာဖြစ်ပါတယ်ဒီဟာလေးကအရန်ခရစ်တော်ပြောတဲ့စကားထဲမှာကျွန်တော်ကြိုက်တဲ့စကားတစ်ခုဖြစ်ပါတယ်အရောက်စီတိုင်းကိုဘုရားသခင်ကောင်းချီးပေးပါစေရှင်သူတော်မဆောအပ်ပါတယ်ငါဆုံးနေတဲ့တဲ့